ဒီဝတပတိအာဒေသောရတိမာပါတိသန္တိမာတဏ္ဏနောခတိယောတပတိဇာယိတပတိဗျမနောအထာတဗ္ဗမဟောရတေဘုဒ္ဓောတပတိတေဇတာတာရိတံတေဇတံပါဏံဗုဒ္ဓဝန္ဒမအာဒရံနမကာရာနုဝဝေနတဗ္ဗေပုရိန္တုသင်္ကပ္ပအာရိသောရောင်ကြီးတထောင်အလင်းဆောင်သည်ထွန်ပြောင်ပါဝင်ရှင်နေမင်းသည်ဒီဝါနိခာ၌တာတပတိလောကအလဲဂုံမြင့်ကျွယ်၍တင့်တယ်ပါ၏စန္ဒီမာစံငွေယုံခတောတာလသည်ရတ္တိညခာ၌အာဘာတိမေတ္တစပွဲတင့်တယ်ပါ၏ခတ္တိယောလူတို့တနင်းပြည့်ရှင်မင်းသည်တဏ္ဍတော်ချက်ဝတံလာကုမဆုံးလင်းစင်ရင်ထားသည့်အခါမှတပတိကြီးမြင့်ခံတယ်တင့်တယ်ပါ၏ဇာယီဘတ်ဆုံးကောင်းမြတ်သမာဘတ်ကိုမပြတ်ထင်ရှားဝင်စားလျက်ရှိသောဗျမနောကိလေသာကိုအပပြုပြီးသောအာသဝကင်းကွာယဟန္တာပုဂ္ဂိုလ်သည်တပတိဇမနတွယ်ဆွဲဆုံးချဲ၍တင့်တယ်ပါ၏အထထိုမှကျူ၍ထူးသည်မှာကဘုဒ္ဓောတစ္ဆာလေးစင်ခိုင်လုံးရင်ကပွင့်လာခေါင်ဖြာအောင်တော်မူမြတ်စွာဘုရားသည်တပ္ပံအလုံးစုံသောအဟောရတိန်နေညကာလပတ်လုံးတေဇသာကြီးကဲဆိုရတကုတော်အနန္တဖြင့်တပတိအံချီလောက်ပွဲလောကအလယ်၌တင့်တယ်တော်မူပါ၏။